အားလုံးပဲမင်္ဂလာပါသင်္ကန်းသာ33ဖြစ်ပါတယ်ဒီသင်္ကန်းသားမှာကတော့ do and make အကြောင်းကိုရှင်းပြပေးမှာဖြစ်ပါတယ်နှစ်ခုလုံးကတော့ပြုလုပ်တည်ပါပဲ do ရဲ့အသုံးအနှုန်းလေးတွေ make ရဲ့အသုံးအနှုန်းလေးတွေကိုကျွန်တော်ကရှင်းပြပေးမှာပါပထမတစ်ခုကတော့ do ပေါ့နော် I am very boring ဆိုတော့ငါအရမ်းပြင်းနေတယ်တဲ့ I do ငါပြုလုပ်တယ် the same thing တူညီတဲ့အရာတွေကိုနော် every day နေ့တိုင်းတလုပ်ထဲကိုအများအားလုပ်နေတာသူကညင်းငွေးလာတယ်ပြောတာပါနောက်တစ်ခုက I did do ကို do ရဲ့ value က did ပါ I did ငါပြုလုပ်ခဲ့တယ် a lot of things ဆိုတော့အများကြီးပေါ့နော် yesterday မနေ့ကငါအများကြီးငါလုပ်ခဲ့တယ်တဲ့နောက်တစ်ခုက I am doing my driving test next week ပေါ့နော်ငါ do driving test ဆိုတာကဒီစာမွေးပေါ့နော်ဒီမှာတော့သူကရင်မောင်းလိုင်စင်ဖြေမလို့ပေါ့နော်နောက်အပတ်မှာသူရင်မောင်းလိုင်စင်ဖြေလိမ့်မယ်တဲ့ဒီမှာတော့ do the exam ပေါ့နော်စာမွေးစစ်တယ်ဒီမှာတော့ do the test ပေါ့နော်နောက်တစ်ခုက he has just done ဆိုတော့ have left ပဲဆိုတော့ပြီးပြီပေါ့နော် a training course ဒီလေ့ကျင့်ရေးသင်တန်းကိုသူကပြီးသွားပြီတဲ့ just ဆိုတာအခုတင်ပေါ့နော်အခုလောလောဆယ်ပြီးသွားပြီပေါ့အခုလေးတင်သူကပြီးသွားပြီတဲ့နောက်တစ်ခုက I go for a run ဆိုတာငါသူကပြေးတယ်ပေါ့နော် and ပြီးတော့ do exercise ဆိုတာကလေ့ကျင့်ခန်းလုပ်သည်ပါ every morning ဆိုတော့မနက်ခင်းတိုင်းပေါ့နော်သူပြေးပြီးတော့လေ့ကျင့်ခန်းလုပ်တယ်ဒီမှာ do exercise ပါနောက်တစ်ခုက she hates သူမမုန်းတယ် hates မှာ acid ထည့်တယ်ပေါ့နော် subject ကအနေမလို့ doing housework ဆိုတာကအိမ်မှုကိစ္စတွေပြောတာပါ homework ဆိုရင်တော့ do homework ဆိုရင်တော့အိမ်စာကိုပြောတာပေါ့နော်ဒီမှာတော့ housework ဆိုတော့အိမ်မှုကိစ္စတွေတဲ့သူမမုန်းတယ် especially ဆိုတာအထူးသဖြင့် cleaning ဆိုတာတန်ရှင်းကိုသူမုန်းတယ်ပေါ့နော်ဒါကတော့ do ရဲ့အသုံးအနှုန်းတွေပါဒီမှာတော့ Q&A ပေါ့နော် have the children done their homework ဒီမှာ homework ကအိမ်စာပေါ့နော် have left 3ပြီးပြီလားပေါ့နော်ဒီ have ကို the children have done ဆိုရင်ကလေးတွေကပြီးပြီ their homework သူတို့အိမ်စာဒီမှာ have ကိုရှေ့ကိုထုတ်ထားတယ် have the children done their homework ကလေးတွေကသူတို့အိမ်စာတွေကိုပြီးပြီလားတဲ့ not yet ဆိုတာမပြီးသေးပါဘူးပေါ့နော်မလုပ်သေးပါဘူးမစားသေးပါဘူးပြောတာပါ not yet အခုချိန်ထိတော့မပြီးသေးပါဘူးတဲ့ဒီမှာတော့ they have done ပြီးပြီဆိုရင်တော့ they have done ပေါ့နော်ငါပြီးပြီဆိုရင် I have done မင်းအိမ်စာတွေလုပ်ပြီးလားဆိုရင် have you done your homework ပေါ့နော်နောက်တစ်ခုက what are you doing ဆိုတာဘာလုပ်နေလဲပေါ့နော် how are you doing ဆိုတော့နေကောင်းလားအဆင်ပြေလားမေးတာပါဒီမှာတော့ what are you doing ဆိုတော့ဘာလုပ်နေလဲ I'm doing something ပေါ့နော် I'm studying English ငါအင်္ဂလိပ်စာလေ့လာနေတယ်နောက်တစ်ခုက I'm going to do exercise ဒီမှာ going to ဆိုတာကလိမ့်မယ်ပေါ့နော် going to do exercise ငါ do exercise ဆိုတော့လေ့ကျင့်ခန်းလုပ်တော့မလို့လုပ်လိုက်တော့မယ်လုပ်တော့မယ်ပေါ့နော်နောက်တစ်ခုက could you do me a favor ဆိုတာကအကူအညီပေးနိုင်မလားပြောတာပါ can you help me နဲ့အတူပါပဲနော် it depends on နဲ့ it depends on ဆိုတာကမူတည်တယ်ပေါ့နော်အခြေအနေ what it is အဲ့ဒါဘာလဲဆိုတာ what is it ဆိုတော့ဘာလဲအဲ့ဒါဘာလဲပေါ့နော် what it is ဆိုတာမိကိုမဟုတ်ပါဘူး what it is ဆိုတာအဲ့ဒါဘာလဲဆိုတာ it depends on ဒါမူတည်တယ်အဲ့ဒါဘာလဲဆိုတာပေါ်မှာမူတည်ပဲเนาะမင်းပေါ်မှာမူတည်ရဆို it depends on you လို့သုံးလို့ရပါတယ် it depends on you what it is ပေါ့နော်အဲ့ဒါဘာလဲဆိုတာမင်းပေါ်မှာ sorry it depends on you ဆိုဒါမင်းပေါ်မှာမူတည်ပါတယ် it depends on what it is ဆိုရင်ထိုကဘာလဲဆိုတာပေါ်မှာမူတည်ပါတယ်ပေါ့နော် it depends IDADPND DS ဆိုတော့ it depends ဆိုရင်တော့ဥမပါရင်တော့အခြေအနေရပဲပြောပါတယ် it depends on ဆိုမူတည်ရပေါ့နော် it depends on her everything depends on her အရာအလုံးကသူမပေါ်မှာမူတည်တယ်နောက်တစ်ခုက what do you do in your free time နဲ့ what do you do ဆိုတာဘာလုပ်တယ်လဲ in your free time အားတဲ့အချိန်မှာဘာလုပ်တယ်လဲပေါ့နော်နောက်တစ်ခု I used to read a book used to ဆိုတာလေးရှိတယ်ပေါ့နော်ငါစာအုပ်ဖတ်လေးရှိတယ် to get knowledge to let that one ပေါ့နော်ဘဟုတ္တရဖို့ to get knowledge to go there အဲ့ဒီကိုသွားဖို့ to eat စားဖို့ to dance with you ပေါ့နော်မင်းနဲ့တူကားဖို့အောက်မှာတော့ I do the shopping go နဲ့သုံးရင်တော့ထဲမှာပါပါအောင် go shopping ကိုတန်းသုံးရပါတယ် do နဲ့သုံးမယ်ဆိုတော့ I do the shopping ပေါ့နော်ဈေးဝယ်ထွက်တယ် I do the washing စေးကြောတယ် do the ironing iron ဆိုတာမီးဘူးပေါ့နော် iron ဘန်းနဲ့သုံးမယ်ဆိုမီးဘူးတိုက်တယ်ပေါ့ do the ironing ဆိုတော့မီးဘူးတိုက်တယ် do the washing up ဆိုတော့လည်းစေးကြောတယ်ပေါ့နော်နောက်တစ်ခုက do the cookie ဆိုတာချက်ပြုတ်တယ်
အဲ့တော့ဒီအပေါ်ဟာတော့ do ရဲ့အသုံးအနှုန်းလေးပါ do ပြုလုပ်တည်ပေါ့နော် do နဲ့တွဲသုံးတာလေးပေါ့နော် do ရဲ့ဒီ collocation လို့ခေါ်မှာပေါ့ do ရဲ့အသုံးအနှုန်းလေးပါအောက်မှာတော့ make ရဲ့အသုံးအနှုန်းပေါ့နော် I'm sorry ငါဝမ်းနေပါတယ် I made a mistake make ရဲ့ but do ပေါ့နော်ငါအမှားပြုလုပ်ခဲ့လို့ငါဝမ်းနေပါပေါ့ if I make any mistake ဆိုရင်ငါအမှားပြုလုပ်ခဲ့ရင်ပေါ့နော်ဒီမှာ I must make an appointment ဆိုတာချင်းဆိုတာပါ I must ဆိုတော့ငါရမယ် make an appointment ယူရမယ်တဲ့ to see the doctor ဆရာဝန်ပြဖို့ပေါ့နော်ဆရာဝန်ကိုတွေ့ဖို့ဆရာဝန်ကိုပြဖို့ it is late နောက်ကျပြီတဲ့ we must not make a noise ဆိုတာဆူညံတာပေါ့နော်ဒီမှာတော့ငါတို့မဆူညံရဘူးပေါ့မဆူညံပါနဲ့ဆိုရင် don't make a noise မဆူညံပါနဲ့နောက်တစ်ခုက sometimes တခါတည်းမှာ I forget ငါမေ့တယ် to make my bed ဆိုတာကအိပ်ယာခောက်တာပေါ့နော် in the morning မနေ့ကမှတဲ့ငါအိပ်ယာခောက်ဖို့ငါမေ့နေခဲ့တယ်ပေါ့နော်အောက်မှာတော့ when was this fan made ဒီရုပ်ရှင်ပဲချင်းတော့ကပြုလုပ်ခဲ့ရလဲ once was this phone made ဒီဖုန်းကိုပဲချင်းတော့ကပြုလုပ်ခဲ့ရလဲ when was this fan made ပေါ့နော် I don't remember ငါမမှတ်မိဘူးတဲ့ what do they make in the factory ဆိုတာကစက်ရုံပြောတာပါစက်ရုံထဲမှာသူတို့ဘာလုပ်ကြတယ်လဲစက်ရုံထဲမှာမင်းဘာလုပ်ကြလဲ what do you make ပေါ့နော် shoes and umbrellas shoes ဆိုတော့ဖနက်တွေနဲ့ umbrellas ထီတွေတဲ့ I'm making some coffee make some coffee ဆိုတော့ coffee ပြောတာကိုပြောတာပါ would you like some ဆိုတော့ကြိုက်သလားတောက်အောင်မလားပေါ့နော်တောက်ကြည့်ပါလားပေါ့ no thanks I'm enough ဆိုတော့ငါဘိုက်ပြနေပြီပေါ့နော်ကျေးဇူးတင်ပါတယ်တဲ့ငါဘိုက်ပြနေလို့ပါတဲ့သူကတော့ make ရဲ့အသုံးအနှုန်းလေးတွေပါအဲ့တော့ကျွန်တော်တစ်ခေါက်ဖတ်ပြပေးပါမယ် I'm very boring I do the same thing every day I did a lot of things yesterday I'm doing my driving test next week he has just done a training course I go for a run and do exercise every morning she hates doing housework especially cleaning have the children done their homework not yet they have done what are you doing I'm going to do exercise could you do me a favor it depends on what it is what do you do in your free time I used to read a book to get knowledge I do the shopping I do the washing I do the ironing I do the washing up I do the cooking I'm sorry I made a mistake I must make an appointment to see the doctor it is late we must not make a noise sometimes I forget to make my bed in the morning when was this fan made I don't remember it what do they make in the factory shoes and umbrellas I'm making some coffee would you like some no thanks I am enough thank you